Hello မင်္ဂလာပါကဲဒီမှာနော်ဒီလိုမျိုးတွေဒီလိုဘောလုံးဆွဲကြိုးတွေနဲ့ဘောလုံးဆွဲကြိုးတွေဖယ်လိုက်မယ်နော်ဘောလုံးဆွဲကြိုးတွေနဲ့ဒီလိုဘောလုံးဆွဲကြိုးလေးမှာပြီးရတော့မြင်အောင်ထားဘောလုံးဆွဲကြိုးမျိုးပေါ်မှာဒီမှာဟန်ချိန်လေးတွေပါရှင်ဟန်ချိန်လေးပါရှင်ဟန်ချိန်ကကြတော့အဝါရှိရဲ့ဒီလို PDF ရှိပါတယ်နော်ဒါလေးဆိုရင်ဘောလုံးလေးပါဘောလုံးဆွဲကြိုးပေါ်မှာဒီလို PD လေးနဲ့ပေါ့နော်နောက်တစ်ခါကျရင်ဒါမျိုးလေးတွေပါနော်ဒါမျိုးလေးတွေပါရှင်နောက်ခါကျရင်ဒါလေးတွေပေါ့နော်ဦးလှလိုက်တယ်နော်ဒါစစ်သူလင်ကျိုးနဲ့ဟိုမှာဘောလုံးကျိုးလေးတွေခတ်တာပါရှင်မမရေးတဲ့ခလေးဟန်ကျင်းလေးအနည်းဆုံးဘယ်လောက်လဲတဲ့ဒါလေးတွေဆိုရင်6သိန်းနဲ့4တောင်းနဲ့ယူပါအသက်6သိန်း4တောင်းစာလေးကြည့်လိုက်ပါဦးဟိုကပုံလေးရိုက်ပြမယ်တဲ့6သိန်း4တောင်းပါရှင်ရောဒါလေး6သိန်း4တောင်းပါနော်နောက်ခါကျရင်လိပ်ပြဟန်ကျင်းလေးလဲဒါလေး6သိန်း4တောင်းပါရှင်ရောပြပြီလား6သိန်း4တောင်းပါကဲဒါလေးတွေအရန်တန်လို့ကြည့်ပါဦးဒီလိုပေါ်လုံးဟန်းကျင်းကိုဘယ်လောက်နဲ့ရမယ်ထင်လဲလို့17သိန်းစွန်းစွန်းလေးပါရှင်17သိန်းစွန်းစွန်းလေးပါ17သိန်းရှိရဲ12သိန်းရှိရဲ13သိန်းရှိပါတယ်နောက်ကကြရင်ဒါ15သိန်းဝန်းကျင်လေးပါရှင်နော်သူကကြတော့အလဲမှာ3လုံးဘေးမှာ1လုံး1လုံးလေးနော်နောက်ကကြတော့ဒါလေးကဒီတိုင်းဆိုပုံတူလို့ထင်ရလက်ကြီးကွယ်နေနော်ဒီမှာဒါလေးဆို1လုံး1လုံး1လုံးမှာလီလီကျိုးလေးပါရှင်ခေါင်းပါဒါလေးပါဘောလုံးပတ်ရှာကဲအရန်ကိုခက်စားနေတော့လုံးဝ front ဖြစ်နေတော့ရွှေပိုင်လေးပါရှင်ဒါလေးရကြတော့နော်17သိန်းဝန်းကျင်17သိန်းဝန်းကျင်ဒါကတော့18သိန်းနော်18သိန်းဝန်းကျင်မှာရှိပါတယ်ရွှေပိုင်ဟန်ချင်းလေးတွေပါရှင်ဒါမျိုးလေးဒါစီတူလင်ဒါကတော့ဈေးမများဘူးနော်ဒါလေးကတော့ဈေးနည်းနည်းများတယ်ဒါ18သိန်းဝန်းကျင်လောက်ရှိပါမယ်နော်ဒါမျိုးလေးတွေအများကြီးပါနောက်ကမယ်လိုဒီကျိုး15သိန်း16သိန်းဝန်းကျင်ပါရှင်မယ်လိုဒီဟန်ချင်းကြီးပါရှင်အရန်လှတော့ပါနော်ကဲဒီဟန်ချင်းလေးတွေကြိုက်တယ်ဆိုလဲမတတ်တော့ရှင်မှာတော်တန်နဲ့ဒီကတော့ဗားလိုက်တန်ကျိုးလေးနဲ့နော်17သိန်းဆုံးကနေစပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ရှင်95နဲ့3နဲ့တည်း665ကိုဆက်သွယ်မှာယူပေးပါဒီလိုဘောလုံးတွေဟန်ကျိန်းတွေလိုချင်တယ်ဆိုရင်လည်းဘောလုံးဟန်ကျိန်းတွေရှိပါတယ်ဒီလိုမျိုးပေါ့နော်ဒီမှာဒါလေးဆိုလိပ်ပြဟန်ကျိန်းလေးဒါလေးဆို6သိန်း4တောင်းနဲ့ပဲယူပါဒါဆိုဘောလုံးပတ်ရှာလဲဟန်ကျိန်း16သိန်း18သိန်းဝန်းကျင်မှာအဲ့တော့အခု TikTok ချက်ပေါက်မှာဝယ်ယူအားပေးနိုင်ပါတယ်95နဲ့3နဲ့တည်း665ပါအကြီးဆုံးကဘယ်လောက်လဲဒါလားဒါလေးကကြတော့190ဝန်းကျင်ပါဒါလေးက390ဝန်းကျင်မှာနှစ်ဖက်ပါနှစ်ဖက်လာပါအကြီးဆုံးကဘယ်လောက်လဲဆိုတော့နှစ်ဖက်နှစ်ထက်နော်ဒါဟိုတော့ဆိုကင်းချီများပေါ့ကင်းချီများပုံစံလောက်တာနော်ကဲဒါလေးရှိပါတယ်လက်ကောက်လေးလည်းရှိပါတယ်ကျေးဇူးပါ